လုံးပဲမင်္ဂလာပါကျွန်တော်တို့က Charlotte North Break နာကနေ Indianapolis Indiana ခရီးသွားနေတာဖြစ်ပါတယ်အခုကျွန်တော်တို့လိုင်ကောင်းထဲမှာဝင်มาဖြစ်ပါတယ်โอเคကျွန်တော်တို့စဝင်ပါပြီကားကြီးရှင်းနေတာပဲစဝင်ပါပြီဒုတိယလိုက်ကောင်းပါလေကြည့်ရှုလို့အားကောင်းတဲ့လိုက်ကောင်းလေးနော်ကိုလိုရာနီယာနီNorth Carolina ပြည်နယ်ထဲမှာဖြစ်ပါတယ်ကျွန်တော်တို့ Indiana ပြည်နယ်ကိုခရီးသွားနေတာဖြစ်ပါတယ်လူသွားလာလက်ရှိတယ်လူသွားလာနော်ဘေးကဟုတ်တာပဲလူသွားလာတော့မရှိတယ်ဘေးမှာexit တောင်မှရှိတယ်လူထွက်လို့ရတယ်အထဲမှာခန်းနေရှိနေတယ်ဟုတ်တယ်သွားလာလည်းလောက်ထားပေးပါတယ်ဘေးမှာတော်ရှိပါတယ်ဆုံးတော့မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့ဆုံးသွားပါပြီနှုတ်ဆက်ပါတယ်နော်ကားဒီကစင်ပိုင်နေတာဘာတော့